နေ့စသက်ပြမယ့်ဆက်လေးကတော့ BMC G2S CPAP Auto CPAP ဆက်လေးပဲဖြစ်ပါတယ်ရှင်သူ့ဆက်လေးမှာဆိုလို့ရှိရင်တော့ main device တစ်ခုပါမယ်ဆက်သုံးပြီးမဲ့ pipe ပါမယ် power cable ပါမယ်user manual နဲ့ editor လေးတစ်ခုအခုပါပါမယ်ဆက်ကိုအသုံးမပြုခင်ဒီရေထည့်တဲ့ခွက်ပေါ့နော်ဝါတာချိန်ပါလေးကိုရေထည့်ရမယ်ရေထည့်ဖို့ဆိုလို့ရှိရင်ဒီလိုအရင်လိုဒီလိုလေးဆွဲထုတ်လိုက်မယ်ပေါ့နော်ဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးလို့ရှိရင်အဖုံးလေးကိုဒီလိုလုပ်ဖွင့်မယ်ပြီးတော့ရေထည့်မယ်ပေါ့နော်ရေကိုကြတော့ဒီ maximum line ရဲ့အောက်ဒီလောက်ထည့်လိုက်လို့ရှိရင် maximum line ရဲ့အောက်ရဲ့ဒီနားလောက်ဆိုရင်အဆင်ပြေပါတယ်ဟုတ်ရေထည့်ပြီးပြီဆိုလို့ရှိရင်တော့ဆက်ထဲကိုပြန်ထည့်မယ်ပြီးရင်တော့ပလက်တက်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ဆက်ကိုစသုံးမယ်ဆိုလို့ရှိရင်ဒီခလုတ်လေးကိုတစ်ချက်နှိပ်လိုက်ရပြီဆက်စတင်သုံးပြုတော့မယ်ဆိုလို့ရှိရင်တော့ဒီဆက်ကို power cable ရင်တက်မယ်power cable ကိုဒီနောက်ကနေရင်ထိုးမယ်ပြီးတော့ဒီဘက်မှာပါတဲ့ခေါင်းလေးကိုကြတော့ဒီဆက်ရဲ့အနောက်မှာရှိရပါတော့ဒီခေါင်းလေးတွေကိုထိုးမယ်ပြီးရင်တော့ဒီ pipe ပေါ့နော်ဒီ pipe ကိုကြတော့ဒီ air outlet မှာသွားထိုးမယ်ပြီးရင်တော့ဒီဘက်ကတစ်ဖက်ကပိုက်ရဲ့တစ်ဖက်ကိုတော့ mask နဲ့ပေါ့နော်ကိုယ်အသုံးပြုမဲ့ mask နဲ့ကိုသွားပြီးတော့တက်ရမယ်ဒါကတော့ M5A mask ပေါ့နော်ဒီပိုင်းနဲ့ဒီ mask ကိုဆက်လိုက်ရဆက်စတင်သုံးပြီးတော့မယ်ဆိုလို့ရှိရင်တော့ဒီ mute button လေးကိုတစ်ချက်နှိပ်ပြရမယ်အဲ့ကျရင်ဒီမှာ steady ဆိုတာတော့ပေါ်လာရခဏဆက်ပြီးလို့ရှိရင်ဒီထွက်လာတယ်နော်ပိတ်မယ်ဆိုလို့ရှိရင်တော့ဒီဆက်လေးကို3စက္ကန့်လောက်ထိထားအောင်အဲဆိုရင်တော့ဒါဆက်ပိတ်သွားပြီပေါ့နော်ပြီးရင်တော့ဒီအပေါ်မှာရှိရဲ့အဝိုင်းလေးကိုလှည့်တာပေါ့နော်သူကကြတော့ဘာအတွက်လှည့်တာလဲဆိုလို့ရှိရင်ဒီ humidifier ပေါ့နော် humidifier ကို1 to 5 တိုးတာပေါ့နော်ဒီဟာဆိုလို့ရှိရင်4ဖြစ်သွားပြီဒါဆိုရင်5ဖြစ်သွားပြီပေါ့နော်သူကပုံမှန်ဆိုလို့ရှိရင်တော့3 4လောက်ထားရင်အဆင်ပြေတယ်လောက်ထားရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ setting ပေါ့setting ကိုသွားချင်တယ်ဆိုလို့ရှိရင်ဒီ cloud လေးနှစ်ခုကိုဖြိုင်တူနှိပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာအရင်ဆုံးဘာဝင်သွားမလဲဆိုလို့ရှိရင် mode ပေါ့နော် mode ဆိုလို့ရှိရင်သူက CPAP mode ရှိမယ် auto CPAP mode ရှိမယ်ပေါ့နော်ဒီမှာတော့အခုက auto မို့လို့ auto CPAP ဆိုပြီးတော့ထားလိုက်မယ်ပြီးရင်ဒီမှာဘာရှိမလဲဆို minimum pressure ပေါ့သူ auto mode ဖြစ်တဲ့အတွက်ကြောင့်မလို့ minimum pressure နဲ့ maximum pressure ကိုချိန်ပေးရတယ် minimum ဆိုလို့ရှိရင်အနည်းဆုံး4ထိချိန်လို့ရမယ်4အောက်ဆိုရင်မရတော့4ထိပဲရမယ်နော် minimum က4ထိရတယ်ပြီးတော့ maximum pressure ကကြတော့20ထိရမယ်သူ auto CPAP တွေတိုင်းက minimum pressure က4 maximum pressure က20ထိတင်လို့ရမယ်ပြီးတော့ RAM ပေါ့နော် RAM ကကြတော့ဘာရှိမလဲဆိုတော့သူလူနာအိပ်ပျော်မဲ့အချိန်ပေါ့လူနာအိပ်ပျော်မဲ့အချိန်နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိထားလို့ရမလဲပေါ့အများဆုံးဆိုလို့ရှိရင်မိနစ်60ထိထားလို့ရမယ်တခြား user setting တွေကတော့ချိန်ပေးစရာမလိုပါဘူးရှင်